အားလုံးပဲမင်္ဂလာပါအဲ့တော့ကျောင်းသားတွေကိုဒါအခြေခံသင်ပေးတာဒီနေ့က73ရက်မြောက်နေ့ကိုရောက်လာပြီပေါ့နော်ဒီနေ့ရဲ့သင်ခန်းစာကဓာတ်ခုအုံနဲ့ဟန်ဓာတ်ခုအုံလို့ခေါ်တဲ့ဒီတန်မြင့်တန်ညင်းအခရာလေးတွေကိုဆက်ပြီးတော့လေ့လာရမယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေကဒီနေ့သင်ခန်းစာကိုမလေ့လာခင်မှာရှေ့မှာတော့ဓာတ်ရှိသင်ပေးခဲ့ပြီးသားဖြစ်တဲ့ဟီရာဂနာ46လုံးနဲ့ခန္ဓာခန္ဓာ46လုံးကိုအနည်းဆုံး9ခေါက်လောက်စီအလွတ်ရအောင်ရေးပေးပါအလွတ်ရပြီးသားဖြစ်တော်လဲပဲနောက်ထပ်ထပ်ပြီးတော့ရေးပေးပါအနည်းဆုံးပေါ့နော်9ခေါက်လောက်တော့ရေးပေးပါကျောင်းသားတွေလေကိုကဒီဟီရာဂနာ46လုံးခန္ဓာခန္ဓာ46လုံးငါအစင်လိုက်ရေးလိုက်တာပိုင်သွားပြီအကုန်ရသွားပြီဆိုပြီးတော့လေပြစ်မထားနဲ့နော်2ရက်3ရက်လောက်သာမယုံရင်ပြစ်ထားကြည့်2ရက်3ရက်လောက်9ရက်လောက်ပြစ်ထားကြည့်အဲ့ဒါသေးကြတယ်အခရာကြီးတစ်လုံးမှတော့မှတ်မိမှာမဟုတ်တော့ကိုကအခုမှစလေးလာတာဆိုတော့ပြစ်ထားလို့မရအောင်နော်ရနေလဲပဲနေတိုင်းအမြဲတမ်းထက်ခါရေးပေးနေရမယ်နော်အဲ့တော့ဟီရာဂနာ46လုံးကိုလည်းအနည်းဆုံး9ခေါက်ရေးမယ်ခန္ဓာခန္ဓာ46လုံးကိုလည်းအနည်းဆုံး9ခေါက်ရေးပြီးမှဒီနေ့သင်ခန်းစာကိုဆက်ပြီးတော့လေ့လာမယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေကိုအရင်နေ့ကဂျပန်နိုင်ငံရဲ့ရာသီဥတု၄မျိုးအကြောင်းလေးကိုသင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့မှတ်မိသေးလားရာသီဥတုကိုဂျပန်လိုခိဆက်စစ်ရာသီဥတုဂျပန်နိုင်ငံမှာဆိုရင်ရာသီဥတုက၄မျိုးရှိတယ်ဟာရူနာစေအာကီဖူယူຫນွေဦးຫນွေဆောင်းဦးဆောင်းဒီတိုင်းလေးအလွယ်မှတ်ထားနော်ဟာရူနာစေအာကီဖူယူຫນွေဦးຫນွေဆောင်းဦးဆောင်းမှတ်မိမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့ဆာကူရာကိုဂျပန်လိုဘယ်လိုပြောလဲဆာကူရာအဲ့တော့ဆာကူရာပန်းလေးကိုလည်းဂျပန်လိုရေးတတ်မယ်နော်အဲ့တော့ဆာကူရာရမယ်နော်အဲ့တော့စကားပြောလေးတွေရောမှတ်မိသေးလားအဲ့တော့ချစ်တယ်ဆိုရင်အိုင်ရှိတဲရူချစ်တယ်အဲ့တော့နောက်တစ်ခုကကြတော့ good night ဆိုတဲ့စကားလုံးလေးအဲ့တော့ရေးတော့ဒါအိုယာဆူမီနာဆာအီလို့ရေးတယ်ဖတ်ရင်စအီလို့မဖတ်ရဘူး SAI ဆိုတော့ sign ဆိုတဲ့ပုံစံမျိုးနဲ့ဖတ်ပေးရမယ်ပေါ့နော်အိုယာဆူမီနာဆိုင် good night ပေါ့နော်တကယ်ချင်းဆိုရင်အတူကျုံလေးပြောလို့ရတယ်အိုယာဆူမီဒီတိုင်းလေးပြောလို့ရတယ်ပေါ့နော်အဲ့တော့အိမ်မှာပြောကြည့်သေးလားအဲ့တော့နောက်တစ်ခုကကြတော့ဟုတ်ကဲ့နားလဲပါပြီဆိုရင် はいわかりましたဟုတ်ကဲ့နားလဲပါပြီဒီတိုင်းလေးရောအိမ်မှာပြောကြည့်သေးလားအဲ့တော့နောက်တစ်ခုကကြချစ်စရာကောင်းလိုက်တာဆိုရင်ခဝိုင်းနဲ့ချစ်စရာကောင်းလိုက်တာဒီတိုင်းလေးပေါ့နော်အနောက်ကဓာတ်ရွှတ်ဒီနဲဆိုတဲ့စကားလုံးလေးကစကားပြောဆန်ပေါ့နော်မြန်မာလိုဆိုရင်တော့ဟိုနဲနော်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟုတ်ပါတယ်နော်ဟုတ်တယ်နော်အဲ့လိုမျိုးပေါ့နော်မြန်မာလိုဆိုရင်တော့ဒီနော်ဆိုတဲ့အဓိပ္ပာယ်လေးတက်ရောက်တယ်ပေါ့နော်အနောက်ကဒီနဲဆိုတဲ့စကားလုံးလေးရမယ်နော်သူကစကားပြောမှမလို့ထည့်ထားတာပါဒါချို့ဒီချစ်စရာကောင်းလိုက်တာဆိုရင်ရှေ့မှာခဝိုင်းဆိုဒီတိုင်းလေးပြောလဲရတယ်ပေါ့နော်အဲ့တော့ခဝိုင်းနဲ့ချစ်စရာကောင်းလိုက်တာနော်ချစ်စရာကောင်းလိုက်တာဒီတိုင်းလေးပေါ့နော်အဲ့တော့ဝတ္တရှိဆိုရင်ကျွန်တော်ကျမပေါ့နော်တငယ်ချင်းဆိုရင်တော့ငါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဝတ္တရှိကျွန်တော်ကျမအရွယ်လူချင်းဆိုရင်တော့ငါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေကိုလေဒီရှေ့က Hi wakarimashita ဆိုတဲ့စကားလုံးလေးရဲ့ kawaii နဲ့ဆိုတဲ့ဒီစကားလုံးလေးရဲ့ကို speaking video file အတန်လေးဖွင့်ပြပါမယ်အဲ့တော့ဒါကလေကျောင်းသားတွေငငယ်တော့ကလေးကြည့်ခဲ့တယ်လေဒိုရေမွန်စကားလေးတွေကနေပြီးတော့ဖြတ်ပြီးတော့ယူထားတာပါအဲ့တော့နားထောင်ကြည့်အောင်を目指して頑張りなさい。はい、わかりました。生まれ変わったつもりで頑張ります。အဲ့တော့ရမယ်နော်အဲ့တော့ तू ဘယ်လိုပြောသွားလဲ Hi わかりましたဟုတ်ကဲ့နားလဲပါပြီဟုတ်ကဲ့သားနားလဲပါပြီဆိုပြီးအတိုင်းကြီးပြောသွားတာပေါ့နော်အဲ့တော့နားထောင်ကြည့်အောင်はい、わかりました。生まれ変わったつもりで頑張ります。အဲ့တော့အတန်ထွက်လေးရမယ်နော်အဲ့တော့သူ့လိုမျိုးလေးပေါ့ပါလေးနဲ့တွတ်လက်လေးပြောနိုင်အောင်လေ့ကျင့်ထားမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့ချစ်စရာကောင်းလိုက်တာချစ်စရာလေးဆိုတဲ့ဟာကိုဘယ်လိုပြောလဲပေါ့အဲ့တော့ဂျပန်တန်လေးအနီမီကားတွေကနေပြီးအတန်ထွက်လေးနားထောင်ကြည့်အောင်富岡さん、離れたところに一人ぼっち。かわいい。အဲ့ရမယ်နော်ခဝိုင်းဆိုပြီးအတိုင်းလေးပြောသွားနောက်တစ်ခါလောက်နားထောင်ကြည့်အောင်富岡さん、離れたところに一人ぼっち。かわいい。အဲ့တော့ရမယ်နော်အဲ့တော့ပြောပြအောင်ပြောချင်တော့အိမ်မှာကို့မှာခွေးလေးတွေကြောင်လေးတွေရှင်ဟာခွေးလေးချစ်စရာကောင်းလိုက်တာခဝိုင်းနဲ့ဆိုအဲ့လိုမျိုးလေးပြောပြအောင်ပြောကြည့်နော်အဲ့တော့ကျောင်းသားတွေဒီဂျပန်စကားပြောကတကယ်တမ်းပြောတတ်မယ်ဆိုရင်သူ့ရဲ့စကားပြောတဲ့ပုံစံအတန်ထွက်လေးတွေကတကယ်ချစ်ဖို့ကောင်းတယ်နော်အဲ့တော့ကိုရီးယားစကားတွေမှာဟိုအတန်ထွက်လေးကနားထောင်လို့ကောင်းတာချစ်ဖို့ကောင်းတာမဟုတ်ဘူးနော်အဲ့တော့ဂျပန်ရဲ့အတန်ထွက်တွေဂျပန်စကားပြောတဲ့ပုံစံတကယ်ပြောတတ်မယ်တကယ်နားထောင်တတ်တဲ့သူဆိုရင်အရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ပြောကြည့်ပါနော်
အဲ့တော့ကျောင်းသားတွေဒီနေ့သင်ခန်းစာလေးကဒါဂျပန်လိုဆိုရင်တော့ဓာတ်ခုအွန်နဲ့ဟန်ဓာတ်ခုအွန်လို့ခေါ်တဲ့တန်မြင့်တန်ညင်းလေးတွေအကြောင်းကိုသင်ရမယ်ပေါ့နော်အဲ့တော့တန်မြင့်မှာဆိုရင်ကျောင်းသားတွေ၄တန်းနဲ့ပဲရှိပါတယ်၄တန်းပဲရှိပါတယ်ခါစာတာဟလို့ခေါ်တဲ့၄တန်းပဲရှိပါတယ်လက်ရှိခါတန်းဆိုရင်ခါခီခုခဲခုအဲ့ဒီ၅လုံးကိုပြောတာပေါ့နော်စာတန်းဆိုရင်စာရှိစုဆဲဆို၅လုံးကိုပြောတာပါတာတန်းမှာဆိုရင်တာချီစစ်တဲတို့၅တန်းကိုပြောတာပါဟာတန်းမှာဆိုရင်ဟာဟီဖုဟဲဟိုအဲ့ဒီ၅တန်းကိုပြောတာပေါ့နော်အဲ့တော့ကျောင်းသားတွေလည်းသိပြီးသားဒါအခရာ46လုံးမှာဆိုရင်ဒါအတန်းတွေကအများကြီးရှိရလေဒီမှာဆိုရင်လက်ရှိခါတန်းမှာဆိုရင်ခါကိခွဲခု၅လုံးစာတန်းမှာဆိုရင်စာရှိစုဆဲဆို၅လုံးပေါ့နော်ဒီမှာနာတန်းလို့ပြောလိုက်ပြီဆိုရင်နာနီနုနဲနု၅လုံးပါမယ်မာတန်းလို့ပြောလိုက်ပြီဆိုရင်မာမီမှုမဲမို့ဒီမှာ၅လုံးပါမယ်ပေါ့နော်အဲ့တော့ဒီမှာကျောင်းသားတွေတစ်ခုသိထားမှာကတန်ပြင်းလို့ပြောလိုက်ပြီဆိုရင်၄တန်းနဲ့ပဲရှိပါတယ်ခါစာတာဟလို့ခေါ်တဲ့၄တန်းနဲ့ပဲရှိပါတယ်ကြံတဲ့တန်းဒီမှာတန်ပြင်းဆိုတာလုံးဝမရှိပါဘူးဒီမှာကြံတဲ့တန်းဒီမှာဆိုရင်ကျောင်းသားတွေဒီမှာကြံတဲ့အတန်းတွေရှိရလေနာတန်းနာနီနုနဲနုနာတန်းတို့ဒီမှာမာတန်းတို့မာမီမှုမဲမို့တို့အဲ့ဒီကောင်တွေကလုံးဝတန်ပြင်းမရှိပါဘူးเนาะအဲ့တော့ကျောင်းသားတွေသိထားမှာတန်ပြင်းရဲ့လို့ပြောလိုက်ပြီဆိုရင်၄တန်းနဲ့ပဲရှိတယ်ခါစာတာဟလို့ခေါ်တဲ့ခါတန်းစာတန်းတာတန်းဟာတန်းအတန်ပြော့မှာဆိုရင်တော့တစ်ခုတည်းပဲ only one တစ်ခုတည်းပဲပေါ့เนาะဟာတန်းတစ်ခုတည်းပဲရှိပါတယ်အဲ့တော့ကျောင်းသားတွေဒီတန်ပြင်းလို့ပြောလိုက်ပြီဆိုရင်သူ့ရဲ့သင်္ကေတလေးကအပေါ်မှာဒီလိုမျိုးအချောင်းလေးနှစ်ချောင်းတင်ပြီးတော့ရေးပါတယ်အပေါ်မှာအချောင်းလေးနှစ်ချောင်းတင်ပြီးတော့ရေးပါတယ်အတန်ပြော့တန်ညင်းလို့ပြောလိုက်ပြီဆိုရင်အပေါ်မှာအလုံးပစ္စည်းလေးပေါ့တော့တေးသေးလေးတင်ပြီးတော့ရေးပါတယ်အဲ့တော့သူ့ရဲ့သင်္ကေတလေးကိုရောနားလည်မယ်နော်အဲ့တော့ပထမအဆုံးဒီမှာခါတန်းခါခီခုခဲခု၅လုံးဒီမှာတက်ရှိရေးလိုက်မယ်ခါခီခုခဲခု၅လုံးပေါ့နော်အဲ့တော့ဒီ၅လုံးရဲ့အပေါ်မှာတန်ပြင်းသင်္ကေတလေးဖြစ်တဲ့ဒီမှာအချောင်းလေးနှစ်ချောင်းလိုက်ပြီးတော့တင်လိုက်ပါမယ်အဲ့တော့ဒီမှာကျောင်းသားတွေလေဒီအချောင်းလေးနှစ်ချောင်းကိုတင်တဲ့အခါမှာလေအပေါ်ထိတ်တက်တဲ့ကြီးမှာသွားပြီးတော့တင်လို့မရအောင်เนาะဒီလိုမျိုးဒီမှာခလို့ရေးလိုက်တယ်ရေးပြီးရဆိုရင်အဲ့ဒီသင်္ကေတကြီးကိုအပေါ်ကြီးမှာသွားပြီးတော့တင်လို့မရအောင်เนาะဒါရှို့ဒီဘေးစွန်းလေးဒီလိုဘေးအစွန်းလေးအပေါ်လေးမှာတင်ရပါတယ်ရမယ်เนาะအဲ့တော့တန်ပြင်းသင်္ကေတလေးတင်တဲ့အခါမှာဒီအခရာလေးရဲ့ဒီဘေးစွန်းလေးဒီလိုဘေးစွန်းအပေါ်နားလောက်မှာတင်ပေးရတယ်ပေါ့နော်အချောင်းလေးနှစ်ချောင်းတင်ရပါတယ်ရှာမယ်နော်အဲ့တော့ကျောင်းသားကြီးလည်းတည်ပြီးသားဒါခါခိခုခဲခိုလို့ပြောလိုက်ပြီဆိုရင်ဟီရာငနာခါခိခုခဲခိုရှိမယ်ပြီးရင်ခတခဏမှာလည်းခါခိခုခဲခိုရှိပါတယ်အဲ့တော့ဒီမှာခတခဏအခရာလေးတွေရောရေးလိုက်မယ်ပေါ့နော်ခတခဏခါခိခုခဲခိုအဲ့တော့ခတခဏအခရာလေးတွေရဲ့အပေါ်မှာလည်းတန်မြင့်လေးတွေတင်လိုက်ပါမယ်ရှာမယ်နော်ခတခဏခါကီခုခဲခိုရဲ့ပေါ်မှာလဲတန်မြင့်လေးတင်လိုက်ပါမယ်အဲ့တော့အတန်တွက်ဖတ်ကြည့်မယ်အဲ့တော့ဟိရငနာပဲဖြစ်ဖြစ်ခတခဏပဲဖြစ်ဖြစ်ရေးတဲ့အခရာပုံစံပဲကွာသွားတယ်အတန်တွက်ကတော့အတူတူပဲเนาะအကြောင်းသားတွေအဲ့တော့ခါကီခုခဲခိုတန်မြင့်တင်လိုက်ပြီဆိုရင်တန်ပြင်းသူကဂါကီခုခဲကို GA ကအဲ့တော့ GI ဂိအဲ့တော့ခုကိုတန်မြင့်တင်ရင်ဂုခဲကိုတန်မြင့်တင်ရင်ခဲခိုတန်မြင့်တင်ရင်ဂိုးဆိုပြီးတော့အတန်ထွက်ပေးရပါတယ်ဂါကီခုခဲကိုဆိုပြီးတော့တက်ရှို့ခက်ငယ်တန်ကငယ်တန်ဂါဂီခုခဲကိုဆိုပြီးတော့ဒီလိုမျိုးခက်ငယ်တန်လေးအတန်ထွက်ပြီးတော့ဖတ်ပေးရတယ်ပေါ့နော်ရမယ်နော်ခါခီခုခဲကိုဟီရာငနာခါခီခုခဲကိုပဲဖြစ်ဖြစ်ခတာခနာခါခီခုခဲကိုပဲဖြစ်ဖြစ်သူတို့ပေါ်မှာတန်ပြင်းတင်လာပြီဆိုရင်အတန်ထွက်ပြောင်းသွားမယ်ခက်ငယ်အတန်ပေါ့နော်တန်ပြင်းခက်ငယ်အတန်ဖြစ်သွားမယ်ဂါဂီခုခဲကိုရမယ်နော်အဲ့တော့အတန်ထွက်လေးထပ်ပြီးတော့ဖတ်တတ်မယ်နော်ဂါဂီခုခဲကိုရမယ်နော်အဲ့တော့နောက်တစ်ခုကကျတော့ကျောင်းသားတွေစာတန်းမှာဆိုရင်ဒါဟီရာငနာစာရှိစုဆဲဆိုရှိတယ်လို့ခတခဏစာရှိစုဆဲဆိုလည်းရှိမယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ပုံမှာတက်ရှိကတန်မြင့်သင်္ကေတလေးအချောင်းလေးနှစ်ချောင်းလိုက်ပြီးတော့တင်လိုက်ပါမယ်အဲ့တော့တန်မြင့်သင်္ကေတလေးအချောင်းလေးနှစ်ချောင်းလိုက်ပြီးတော့တင်လိုက်ပါမယ်ရမယ်နော်ဟီရာငနာပုံမှာလည်းတင်မယ်ခတခဏပုံမှာလည်းတင်ပေးရပါမယ်အဲ့တော့အချောင်းလေးနှစ်ချောင်းတင်တဲ့အခါမှာကျောင်းသားတွေဒီအခရာလေးရဲ့အပေါ်ဘက်ဘေးထောင်လေးမှာတင်ပေးရတယ်ပေါ့နော်အဲ့တော့စာရှိစုဆဲဆိုတန်မြင့်တင်လာပြီဆိုရင်သူကဇာခွဲအတန်ပေါ့နော်လက်ရှိဇာခွဲအတန်ဇာကြီးစုဆဲဆိုဇက်အေဇအဲ့တော့ဇာကြီးရှိကိုတန်မြင့်တင်ရင်ကြီးစုကိုတန်မြင့်တင်ရင်စုဇာကြီးစုဆဲကိုတန်မြင့်တင်ရင်ဇဲဆိုတန်မြင့်တင်ရင်ဆိုဆိုပြီးတော့အတန်ထွက်ပေးရပါတယ်ရမယ်နော်အဲ့တော့စာရှိစုဆဲဆိုတန်မြင့်တင်ပြီဆိုရင်ဇာကြီးစုဆဲဆိုဒီတိုင်းလေးအတန်ထွက်ပြီးတော့ဖတ်ပေးရပါတယ်မှတ်မိမယ်နော်စာလုံးဆိုရင်လည်းရှို့ဇာခွဲအတန်ပေါ့ဇာခွဲအတန်ဇရမယ်နော်အဲ့တော့စာရှိစုဆဲဆိုတန်မြင့်တင်ပြီဆိုရင်ဇာကြီးစုဆဲဆို
အတန်တော်လေးရမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့တာတန်းမှာဆိုရင်ဒါကျောင်းသားတွေတည်ပြီးသားဟီရာဂနာတာချီစစ်သေးတူရှိမယ်ခတာခနာတာချီစစ်သေးတူရှိမယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ပုံမှာတန်မြင့်တင်ဂီတာလေးအချောင်းလေးနှစ်ချောင်းတင်လိုက်ပါမယ်အဲ့တော့တာချီစစ်သေးတူဟီရာဂနာပုံမှာလည်းတန်မြင့်တင်မယ်ခတာခနာပုံမှာလည်းတန်မြင့်လေးတင်လိုက်ပါမယ်အဲ့တော့တန်မြင့်လေးတင်လိုက်ပြီဆိုရင်သူကတာချီစစ်သေးတူဆိုရင်ဒါရှိကိုတက်ဝင်ဒီတပေါ့နော်တဝင်းမှုတန်တကနေပြီးတော့ဓာရွေးတန်ဓာဆိုပြီးတော့ဖြစ်သွားပါတယ်တန်ပြင်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့တာချီစစ်တဲတူတန်ပြင်းတင်လိုက်ပြီဆိုရင်ဓာရွေးတန်ဓာအဲ့တော့ဓာဒဲတူတဲကိုတန်ပြင်းတင်တော့ဒဲတူတန်ပြင်းတင်တော့ဒိုးဆိုပြီးတော့အတန်ထွက်ပေးရပါတယ်ဓာရွေးတန်ဖြစ်သွားပြီပေါ့နော်အလဲကောင်ဒါရှိကိုချီနဲ့ချီနဲ့စစ်ကြတော့ဒီ DI ပေါ့နော် D လို့အဲ့လိုမျိုးကြီး DU ဒုလို့အဲ့လိုမျိုးကြီးတော့မဖတ်ပါဘူးခုနကကျောင်းသားတွေတီးပြီးသားရှေ့ကိုတန်မြင့်တင်လိုက်ရင် G စုကိုတန်မြင့်တင်လိုက်ရင်စုဆိုပြီးတော့ဒီတိုင်းအတန်ထွက်ပေးရပါတယ်ဒါလေးကတော့ချွင်းချက်ပေါ့နော်ရမယ်နော်အဲ့တော့ချီကိုတန်မြင့်တင်ရင် G စုကိုတန်မြင့်တင်ရင်စုလို့အတန်ထွက်ပေးရပါတယ်ရမယ်နော်အဲ့တော့တာချီစစ်တဲတို့တန်မြင့်တင်ရင်ဓာရွေးတန်ပေါ့နော်တာကိုတန်မြင့်တင်ရင်ဓာတဲကိုတန်မြင့်တင်ရင်ဒဲတိုကိုတန်မြင့်တင်ရင်ဒိုးဆိုပြီးတော့အတန်ထွက်ပေးရပါတယ်ရမယ်နော်အဲ့တော့ဓာရွေးတန်ပေါ့ဓာဒဲတို့ဒီတိုင်းလေးအတန်ထွက်ပေးရပါတယ်ရမယ်နော်အလဲကောင်ချီနဲ့စစ်နဲ့ကြတော့ချွင်းချက်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လေကျောင်းသားတွေကမေးလိုက်မယ်ခုနကဒီစာရှိစုဆဲဆိုကိုတန်မြင့်တင်လိုက်တဲ့အခါမှာရှိကိုတန်မြင့်တင်ရင်လက်ရှိတော့ကြည့်ပေါ့နော်စုကိုတန်မြင့်တင်ရင်စုအခုဒီမှာတာချီစစ်တဲတူကိုတင်လိုက်တယ်ဒီမှာဆိုရင်လည်းချီကိုတန်မြင့်တင်လိုက်ရင်ကြည့်စစ်ကိုတန်မြင့်တင်လိုက်ရင်စုပေါ့နော်အတန်တွက်ကြီးကဒီမှာလာပြီးတော့တူနေရပေါ့နော်တူနေတော့ညာလေကျောင်းသားတွေမှတ်ထားပါတကယ်ကြည်စုလို့ပြောလိုက်ပြီဆိုရင်အပေါ်ကဒီကောင်နှစ်ခုကိုပဲသုံးတာများပါတယ်အောက်ကချီနဲ့စစ်ကိုတန်မြင့်တင်တဲ့ကောင်တွေကအရန်ကိုအသုံးနေပါတယ်ဒါရှိ100မှာဆိုရင်တစ်လုံးလောက်မှာပဲပေါ့နော်100မှာဆိုရင်စကလုံးတစ်လုံးလောက်မှာပဲဒီအောက်ကပေါ့နော်ကြီးနဲ့စုကိုသုံးတာတွေ့ရတယ်အများဆုံးကြီးနဲ့စုလို့ပြောလိုက်ပြီဆိုတာနဲ့အပေါ်ကရှိနဲ့စုကိုတန်မြင့်တင်တဲ့ကောင်တွေကိုပဲအသုံးများတယ်ပေါ့နော်အောက်ကဒီကောင်ကအရန်ကိုအသုံးနေပါတယ်အသုံးနေတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေကဒါထည့်ပြီးတော့မကြက်ဘူးဆိုရင်မကြက်ဘူးဆိုရင်တောင်မှရတယ်ပေါ့နော်ဘာလို့လို့ဆိုစလုံး100မှာတစ်လုံးလောက်ပဲသုံးတာဆိုတော့လေအဲ့တော့အတိကတော့ဒီဘဟုတုတအနေနဲ့တည်ထားတယ်ဆိုရင်ပဲရပြီပေါ့နော်အတိကကြီးနဲ့စုလို့ပြောလိုက်ပြီးဆိုတာနဲ့ရှိကိုတန်မြင့်တင်တာရဲ့စုကိုတန်မြင့်တင်တာရဲ့ဒီကောင်နှစ်ခုကပဲအရန်အသုံးများပါတယ်ရမယ်နော်အဲ့တော့လက်ရှိတာချီစစ်တဲတို့တန်မြင့်တင်လိုက်မယ်ဆိုရင်ဒါဒဲတို့ဆိုပြီးတော့ဒီသုံးလုံးလေးပဲတည်ထားတယ်ဆိုရင်ရပြီပေါ့နော်ရမယ်နော်အဲ့တော့ချီကိုတန်မြင့်တင်တာနဲ့စစ်ကိုတန်မြင့်တင်တာနဲ့အရန်အသုံးနေပါတယ်အဲ့တော့ဟီရာဂနာချီကိုရောဒီဟီရာဂနာရောခတခဏရောပေါ့နော်နှစ်ခုစလုံးဒီဟီရာဂနာချီကိုတန်မြင့်တင်တာရောခတခဏချီကိုတန်မြင့်တင်တာရောပြီးရင်ဟီရာဂနာစစ်ကိုတန်မြင့်တင်တာရောခတခဏစစ်ကိုတန်မြင့်တင်တာရောအဲ့ဒီချီနဲ့စစ်ကိုတန်မြင့်တင်တဲ့ကောင်တွေကအရန်အသုံးနေပါတယ်ရမယ်နော်အဲ့တော့နောက်တစ်ခုကဟာရန်ကိုရောက်သွားပြီပေါ့နော်ဟာရန်မှာဆိုရင်လည်းចောင်းသားတွေတည်ပြီးသားဟီရာဂနာဟာဟီဖူဟဲဟိုရှိမယ်ခတာခနာဟာဟီဖူဟဲဟိုရှိမယ်ပေါ့နော်အဲ့တော့သူတို့နှစ်ခုစလုံးရဲ့အပေါ်မှာတန်မြင့်လေးတွေလိုက်ပြီးတော့တင်လိုက်ပါမယ်အဲ့တော့ဟီရာဂနာပေါ်မှာလည်းတန်မြင့်လေးတင်မယ်ခတာခနာပေါ်မှာလည်းတန်မြင့်လေးတွေတင်ပေးရမယ်ပေါ့နော်အဲ့တော့တန်မြင့်လေးတင်လိုက်ပြီဆိုရင်လက်ရှိကဟာဆိုရင်သူကတန်မြင့်တင်လိုက်ပြီဆိုရင်ဘာကုန်းအတန်ဘဆိုပြီးတော့ဖြစ်သွားပါတယ်အဲ့တော့ BA ဘအဲ့တော့ဘာဘီဘူးဘဲဘူးဆိုပြီးတော့ဒီတိုင်းလေးအတန်ထွက်ပြီးတော့ဖတ်ပြရပါတယ်ရမယ်နော်ဟာဆိုရင်လိုက်ရှို့ဘာကုန်းတန်ပေါ့ဘာဘီဘူးဘဲဘူးဒီတိုင်းလေးအတန်ထွက်ပြီးတော့ဖတ်ပြရပါတယ်မှတ်မိမယ်နော်ဟာဟီဖူဟဲဟိုဆိုရင်ဘာဘီဘူးဘဲဘူးရမယ်နော်ဘာကုန်းတန်နော်ဘာဘီဘူးဘဲဘူးရမယ်နော်အဲ့တော့နောက်တစ်ခုကကြာကျောင်းသားတွေအတန်ပြော့ကိုရောက်သွားပြီပေါ့နော်အတန်ပြော့မှာကခုနကတန်ပြင်းလိုမျိုး၄ခုမရှိဘူးပေါ့နော်၄တန်းမရှိဘူးတန်းနဲ့ပဲဟာတန်းနဲ့ပါပဲဟာဟီဖူဟဲဟိုတန်းနဲ့ပဲရှိတယ်ပေါ့နော်အဲ့တော့ခုနကဒီဟာဟီဖူဟဲဟိုကိုတန်ပြင်းပြောမှာမို့လို့တရှိကတန်ပြင်းရဲ့တင်ကြီးတာအချောင်းလေးနှစ်ချောင်းတင်တာပေါ့နော်အခုကတန်ပြော့ဖြစ်သွားပြီဆိုတော့အပေါ်မှာအလုံးလေးတေးသေးလေးတင်ပေးရပါမယ်အပေါ်လေးမှာအလုံးလေးတေးသေးလေးတင်ပေးရပါမယ်ရမယ်နော်တရှိရဲ့အလုံးကမဆက်ဘူးဖြစ်နေတာရမယ်နော်အလုံးလေးကတေးသေးလေးတင်ရပါမယ်နော်ကျောင်းသားကြီးအကြီးမတင်ရပါဘူးအလုံးလေးတေးသေးလေးတင်ပေးရမယ်ပေါ့နော်အဲ့တော့အတန်ပြော့ဆိုတော့ဒီမှာဟာဟီဖူဟဲဟိုကိုအတန်ပြော့ပေါ့နော်အလုံးလေးတေးသေးလေးတင်လိုက်တယ်ဆိုရင်သူကပတော့အတန်ဖြစ်သွားပါတယ်ပတော့အတန်ပေါ့နော်ပါပီပူဘဲပူဆိုပြီးတော့အတန်ထွက်ပြီးတော့ဖတ်ပေးရပါတယ်
ပါပီပူပဲပိုရမယ်နော်ပါတော့အတန်ခုနကတန်ပြင်းမှာကြတော့သူကဘာကုန်းအတန်ပေါ့နော်ဘာကုန်းအတန်တန်ပြင်းလေးအချောင်းလေးနှစ်ချောင်းတင်ရင်ကြတော့ဘာပီပူပဲပိုဆိုပြီးတော့ဘာကုန်းအတန်ထွက်ပြီးတော့ဖတ်ပြရတယ်အတန်ပြော့ဆိုရင်တော့ပါတော့အတန်ပါပီပူပဲပိုဆိုပြီးတော့အတန်ထွက်ပြီးတော့ဖတ်ပြရပါတယ်အဲ့တော့ရမယ်နော်အဲ့တော့ပြန်ပြောရရင်ခါခိခုခဲခိုတန်မြင့်တင်ရင်ဂါခိခုခဲကိုရမယ်နော်စာရှိစုဆဲဆိုရင်ဇာခွဲအတန်ဇာကြီးစုဆဲဆိုရမယ်နော်တဝင်းမူတန်တဆိုရင်တက်ရှိတော့ဓာရီဖြစ်သွားမယ်တဆိုရင်ဓာရီဓာတဲတို့ပေါ့ရမယ်နော်တာချီစစ်တဲတို့တန်မြင့်တင်မယ်ဆိုရင်ဓာတဲတို့ဟာဟီဖူဟဲဟိုတန်မြင့်တင်မယ်ဆိုရင်ဘာကုန်းတန်ဘာပီပူပဲပို့ဖြစ်မယ်အတန်ပြော့ဆိုရင်တော့ပါတော့တန်ပါပီပူပဲပို့ဆိုပြီးတော့အတန်ထွက်ပြီးတော့ဖတ်ပြရတယ်ပေါ့နော်အဲ့တော့နားလည်မယ်နော်အဲ့တော့ကျောင်းသားတွေလေးဒီတန်မြင့်တန်ညင်အခရာလေးတွေကိုကီးဖို့ရိုက်တဲ့အခါမှာရိုမာကြီးလိုမျိုးလေးရိုက်ပြရမယ်ပေါ့နော်အဲ့တော့ဒီမှာကတချို့ခါခီခုခဲခိုလို့ရိုက်လိုက်တယ်ရိုက်လိုက်တယ်ဆိုရင်ဒါကဒီတန်မြင့်တန်ညင်မပါဘူးပေါ့နော်ရိုးရိုးဒါရိုးရိုးအခရာလေးရိုးရိုးအခရာလေးကိုတရှိကတန်မြင့်တန်ညင်တင်မှာဆိုတော့ရိုမာကြီးလိုမျိုး GA ကဂါခီခုခဲကိုဆိုပြီးတော့ဒီမှာရိုက်လိုက်တယ်ဆိုရင်ကျောင်းသားတွေဒီမှာကီးဘုတ်မှာဟီရာငနာလို့ရောခတာခနာလို့ရောနှစ်မျိုးစလုံးလာပေါ်ပါတယ်ကိုကဟီရာငနာကိုပြောချင်တယ်ဆိုရင်ဟီရာငနာကိုရိုက်လိုက်ပါတကယ်လို့ခတာခနာကိုပြောချင်တယ်ဆိုရင်ရှိတော့ဂါကီကုခဲကိုဆိုပြီးဒီမှာခတာခနာပြောချင်တယ်ဆိုရင်ခတာခနာအခရာလေးတွေကိုရိုက်လိုက်တယ်ဆိုရင်ပဲရပြီပေါ့နော်ဒီမှာ तू ကရိုမာကြီးလိုမျိုးရိုက်လိုက်ရင်တရှိအော်တိုပေါ့နော်အပေါ်မှာတန်မြင့်တင်ကြီးတာပါပြီးသားအခရာလေးတွေကြာပါတယ်ဒီမှာပါပြီးသားပေါ့နော်တန်မြင့်လေးတွေပါပြီးသားပါအဲ့တော့ကီးဘုတ်ရိုက်တက်မယ်နော်အဲ့တော့ချင်းချင်းအနေနဲ့ပေါ့နော်ကျောင်းသားတွေကိုတခုပြောစရာရှိပါတယ်တရှိခါခိခုခဲခိုတန်မြင့်တင်လိုက်တဲ့ခါမှာဆိုရင် GA ဆိုတော့ဂပေါ့နော်ခက်ငယ်တန်ဂါခိခုခဲကိုဆိုပြီးတော့လည်းအတန်ထွက်ဖတ်လို့ရသလိုငါတန်နဲ့ပေါ့နော်ငါငီငုငဲငိုဆိုပြီးတော့လည်းအတန်ထွက်ဖတ်လို့ရပါတယ်ဒီတိုင်းလေးပေါ့နော်အတန်ထွက်လေးနှစ်ခုရှိရဆိုတာရောမှတ်ထားမယ်နော်ဂါခက်ငယ်တန်ဂါခိခုခဲကိုလို့လည်းအတန်ထွက်ဖတ်လို့ရသလိုငါတန်ငါငီငုငဲငိုဆိုပြီးတော့လည်းအတန်ထွက်ဖတ်လို့ရပါတယ်ရမယ်နော်အဲ့ရှိဒီမှာဆိုရင်ခဲဆိုရင်တိုင်းရှိတော့ကခဲလို့လည်းအတန်ထွက်ပတ်တယ်လို့ခဲဆိုပြီးတော့လည်းအတန်ထွက်ပတ်ပါတယ်နောက်တစ်ခုက GO ဆိုရင်တိုင်းရှိတော့ဂိုလို့လည်းအတန်ထွက်ပတ်တယ်လို့ဂေါ်လို့အတန်ထွက်ပတ်တဲ့ခါကြီးလည်းရှိပါတယ်ငါတန်အနေနဲ့ဆိုရင်တော့ငိုဆိုပြီးတော့လည်းအတန်ထွက်ပတ်တယ်လို့ငေါ်ဆိုပြီးတော့လည်းဒီလိုမျိုးလေးပေါ့နော်အတန်ထွက်ပတ်တာကြီးလည်းရှိပါတယ်ဒါလေးကိုရောမှတ်ထားမယ်နော်အဲ့တော့ဒါလေးကတော့ကျောင်းသားတွေဒါကိုယ့်ရဲ့စာအုပ်ထဲမှာ note ကလေးအနေနဲ့ပြန်ရေးလို့ရအောင်တက်ရှိစုပေးထားတာပေါ့နော်တန်မြင့်တန်ညင်းမှာဆိုရင်တန်ပြင်းမှာဆိုရင်ဒါဂါကီကုခဲကိုရှိမယ်ဇာကြည်စုဇဲဆိုရဲ့ဒါဒဲတို့ရဲ့ပေါ့နော်ပြီးရင်ဒီကြားထဲရောက်တက်ရှိကိုဒီတကိုတန်မြင့်တင်လိုက်ရင်ဒါပေါ့နော်ပြီးရင်တချိနဲ့စစ်ကိုတန်မြင့်တင်တာကကြီးနဲ့စုဆိုပြီးတော့အတန်ထွက်ပေးရတယ်ပေါ့နော်ဒါပေမဲ့အရန်ရောင်အတုံးတဲ့အတွက်ကြောင့်လို့တက်ရှိကမထည့်ထားတာပါအဲ့တော့တာတန်းမှာဆိုရင်ဒါဒဲတို့ပေါ့နော်ဟာီဖူဟဲဟိုဆိုရင်ဘာပီပူပဲဘူရဲ့အတန်ပြော့မှာဆိုရင်တော့ပါတော့အတန်ပါပီပူပဲဘူရဲ့ပေါ့နော်ဒါရိုမာကြီးလိုမျိုးလေးစုပေးထားတာပါအဲ့တော့ဟီရာငနာမှာဆိုရင်ကျောင်းသားတွေဒီတိုင်းလေးရောကိုယ့်ရဲ့နှုတ်ဆောင်ထဲမှာပြန်ပြီးရေးထားမယ်နော်အဲ့တော့ခါခိခုခဲကိုတန်မြင့်တင်လိုက်မယ်ဆိုရင်ဂါကီခုခဲကိုခန်းငယ်တန်နဲ့လည်းထွက်ပြီးတော့ဖတ်လို့ရတယ်လို့ငါတန်နဲ့ငါငီငုငဲငုဆိုပြီးတော့လည်းအတန်ထွက်ဖတ်လို့ရပါတယ်ဇာကြီးစုဇဲဆိုဒါဒဲတို့ဟာကိုတန်မြင့်တင်ရင်ဘာကုန်းတန်ဘာပီပူပဲပိုရဲ့အတန်ပြော့ဆိုရင်တော့ပါပီပူပဲပိုဒီတိုင်းလေးအတန်ထွက်ပြီးတော့ဖတ်ပြရတယ်ပေါ့နော်ဒါကဟီရာငနာပါခတာခဏဆိုရင်လည်းအဲ့လိုပဲပေါ့နော်ခတာခဏအခရာလေးတွေရဲ့ပုံမှာတန်မြင့်လေးတွေတွေ့မယ်ဆိုရင်တန်ပြင်းအတန်တွက်လေးတွေအတန်ပျော်လေးတွေ့ခဲ့မယ်ဆိုရင်တော့အတန်ပျော်အတန်တွက်လေးတွေပြောင်းပြီးတော့ဖတ်ပြရတယ်ပေါ့နော်ရှာမယ်နော်အဲ့တော့အခရာလေးတွေအတန်ထွက်စူးစမ်းပြီးတော့အတန်ထွက်ပဲကြည့်အောင်ဒီမှာဆိုရင်ဟိုတန်မြင့်လေးဒီမှာအချောင်းလေးနှစ်ချောင်းတင်ထားတာဟိုတန်မြင့်တင်တော့ဘာကုန်းတန်ဘူပေါ့နော်အဲ့တော့ဘူခုအဲ့တော့ဘူခုဆိုတာကကျွန်တော်ဆိုတဲ့အဓိပ္ပာယ်ပါဒါကယောက်ျားလေးတွေသုံးတာပါရမယ်နော်ဘူခုကျွန်တော်ယောက်ျားလေးတွေသုံးတာပါကျောင်းသားတွေကိုအရင်နေ့ကသင်ပေးခဲ့တဲ့ဝတ္တရှိကျွန်တော်ကျမဆိုတာကဝတ္တရှိဆိုတဲ့စကားလုံးကယောက်ျားလေးတွေလည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့အများဆုံးအဲ့ဒီဝတ္တရှိဆိုတဲ့စကားလုံးကကြတော့အများဆုံးမိန်းကလေးတွေသုံးတာပါဝတ္တရှိဆိုတဲ့စကားလုံးကိုမိန်းကလေးပဲသုံးလို့ရတယ်ယောက်ျားလေးသုံးလို့မရဘူးအဲ့လိုမျိုးတော့ပြောတာမဟုတ်ပါဘူးယောက်ျားလေးတွေလည်းသုံးလို့ရပါတယ်ဒါပေမဲ့ယောက်ျားလေးတွေအများဆုံးသုံးတာကတော့ဒီဘူခုကျွန်တော်ဆိုတဲ့စကားလုံးအများဆုံးသုံးနေပေါ့နော်ဝတ္တရှိကျွန်တော်ကကြတော့အင်တာဗျူးတွေပါဖြေတဲ့အခါအထက်လူကြီးတွေပါပြောတဲ့အခါမှာတော့ဝတ္တရှိကိုသုံးပါတယ်ဘူခုကကြတော့ तू ကနည်းနည်းလေးဝတ္တရှိနဲ့ရှင်နည်းနည်းရိုင်းရကြလို့ပေါ့နော်ဒီအထက်လူကြီးတွေပိုင်းနဲ့ပြောရင်တော့ဘူခုဆိုတဲ့စကားလုံးမသုံးပါဘူးကိုနဲ့ရွယ်တန်ချင်းချင်းဆိုရင်တော့ဘူခုဆိုတဲ့စကားလုံးလေးကိုသုံးတယ်ပေါ့နော်ရှာမယ်နော်အဲ့တော့ဘူခုကျွန်တော်နောက်တစ်ခုကကြတော့မိရဲ့စုကိုတန်မြင့်တင်လိုက်တော့စုအဲ့တော့မိစု
ရေမီစုရေအဲ့တော့အိမ်မှာရေတောက်ချင်တယ်ဆိုရင်မီစုတောက်ချင်တယ်မီစုတောက်ချင်တယ်ပြောကြည့်ရမယ်နော်အဲ့နောက်တစ်ခုကကြတော့တော့ဆိုရင်ခအဲ့တော့ဒီမှာဆိုရင်ခီကိုတန်မြင့်တင်လိုက်မယ်ဆိုရင်ចောင်းသားတွေကိုပြောပြီးသားဒီခန်းငယ်အတန်နဲ့ပေါ့နော်ဂီဆိုပြီးတော့လည်းအတန်ထွက်ပတ်လို့ရတယ်လို့ငါအတန်နဲ့ငိဆိုပြီးတော့လည်းအတန်ထွက်ပတ်လို့ရပါတယ်အဲ့တော့များသောပြန်တက်ရှိကိုငါအတန်တွေကလေဒီစလုံးอ่ะပေါ့နော်ဒီခလိုမျိုးထိတ်ဆုံးမှာလာခဲ့မယ်ဆိုရင်တော့သူကကန်းငယ်အတန်းနဲ့ထွက်ဖက်တာများတယ်ဒီလိုမျိုးနောက်မှာဖြစ်ဖြစ်အလယ်မှာဖြစ်ဖြစ်လာခဲ့မယ်ဆိုရင်တော့များသောအားဖြင့်ငါအတန်းနဲ့အတန်းထွက်ဖက်တာများတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ခငိလို့အတန်းထွက်ဖက်ပေးရပါမယ်အဲ့တော့ကန်းငယ်အတန်းနဲ့ကိုကခဂိဆိုပြီးတော့အတန်းထွက်ဖက်လည်းရပါတယ်ဘလို့ဖက်ဖက်မှန်နေပေါ့နော်များသောအားဖြင့်ဒါရှိလို့ဒီစကားလုံးကဘယ်ချိန်မှာကန်းငယ်တန်းနဲ့ထွက်မှာလဲဆိုတော့ဒီထိတ်ဆုံးမှာပေါ့နော်ဒီခလိုမျိုးထိတ်ဆုံးမှာလာခဲ့မယ်ဆိုရင်တော့ကန်းငယ်တန်းနဲ့အတန်ထွက်ဖက်တာများပါတယ်အလဲတို့နောက်တို့မှာလာတယ်ဆိုရင်တော့ငါတန်းနဲ့အတန်ထွက်ဖက်တာများတယ်ပေါ့နော်အဲ့တော့ခငိတော့ညမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့ခိုရဲတူရဲဟာကိုတန်မြင့်တင်လိုက်တော့ဘခိုတိုဘဆိုတာကဝဟာရဆိုတဲ့အဓိပ္ပာယ်ပါရမယ်နော်ဝဟာရဆိုတဲ့အဓိပ္ပာယ်ပါကျောင်းသားကြီးဆိုရင်ဒါတော့တက်ရှိအခုသင်ပေးလိုက်တဲ့ဝဟာရတွေကအလွတ်ကျက်ဖို့မဟုတ်ပါဘူးအတန်ထွက်လေးတွေဖတ်တတ်အောင်လေ့ကျင့်ပေးတာပေါ့နော်ခိုတိုဘဟာကိုတန်မြင့်တင်လိုက်တော့ဘခိုတိုဘဝဟာရဆိုတဲ့အဓိပ္ပာယ်ပါရမယ်နော်အဲ့တော့ဖတ်ကြည့်အောင်ဘိုခုဆိုရင်ကျွန်တော်မီစုအိမ်မှာအမေမီစုတောက်ချင်တယ်မီစုစားတယ်ပြောကြည့်ရေးစားတယ်ရမယ်နော်အဲ့တော့ခငိဆိုရင်တော့ခိုတိုဘဆိုရင်ဝဟာရတော့ဒါလေးတွေကိုအတန်ထွက်ပြီးတော့ဖတ်တတ်အောင်လေ့ကျင့်ထားမယ်နော်အလွတ်မကျက်ပါနဲ့အတန်ထွက်ပြီးတော့ဖတ်တတ်တယ်ဆိုရင်မရပါပြီအနည်းဆုံး9ခေါက်လောက်ကြည့်ပြီးတော့ဖတ်ပေးမယ်နော်အဲ့တော့ခဏအခရာလေးတွေရောစူးစမ်းပြီးတော့ဖတ်ကြည့်အောင်ဟာကိုတန်မြင့်တင်လိုက်တော့ဘာကုန်းတန်ပေါ့နော်ဘာစုဆိုရင်ဘတ်စကာရမယ်နော်အဲ့တော့ဘာစုဆိုရင်ဘတ်စကာဒါရှိအင်္ဂလိပ်စကားလုံး BUS ဆိုတဲ့စကားလုံးကနေယူထားတာပါဘာစုဘတ်စကာရမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့တီပုံတန်လေးဆိုရင်တချောင်းနဲ့ဆိုရင်ရဲဟီကိုတန်မြင့်တင်ထားတော့ဘီTV ရမယ်နော်အဲ့တော့အိမ်မှာ TV ကြည့်ချင်တယ်ဆိုရင်တဲရဲဘီကြည့်ချင်တယ်ပြောကြည့်ပါရမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့ရေဒီယိုဆိုရင်ဂျပန်လိုရာဂျီအိုလို့ပြောပါတယ်ရာရဲ့ရှေ့ကိုတန်မြင့်တင်လိုက်တော့ဂျီရာဂျီအိုရေဒီယိုရမယ်နော်အဲ့တော့ရာဂျီကိုနားထောင်နေရေဒီယိုနားထောင်နေပေါ့ရမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့ဒါကျောင်းသားတွေကိုပြောထားပြီးသားခဏအခရာလေးတွေရဲ့ကြားထဲမှာ dash ကလေးအနှုတ်လက္ခဏာလေးကိုတွေးပြီးဆိုရင်သူ့ရဲ့ရှေ့ရကောင်ကိုအတန်ရှည်ဆွဲပြီးတော့ဖတ်ပြရပါမယ်စုကိုဒီမှာနောက်က dash ကလေးနဲ့အတန်ရှည်ဆွဲထားတော့စုဟာကိုတန်မြင့်တင်လိုက်တော့ပနောက်မှာ dash ကလေးပါတယ်ဆိုတော့ပလို့အတန်ထွက်ပတ်လို့မရတော့ဘူးအတန်ရှည်ဆွဲမယ်ပါစူပါမားကတ်ကိုပြောတာပါစူပါမားကတ်ကိုပြောတာပါရမယ်နော်အဲ့တော့အနှုတ်လက္ခဏာပုံစံ dash ကလေးကိုတွေးပြီးဆိုရင်အတန်ရှည်လေးဆွဲပြီးတော့ဖတ်ပြရမယ်နော်စုရဲ့နောက်မှာဒီမှာ dash ကလေးတွေးတော့စုလို့အတန်ထွက်ပတ်လို့မရတော့ဘူးစုဟာကိုတန်မြင့်တင်လိုက်တော့ပရဲ့နောက်မှာဒီမှာ dash ကလေးတွေးပြီးဆိုတော့စူပါမားကတ်ရမယ်နော်အဲ့တော့စူးစမ်းပြီးတော့ဖတ်ကြည့်အောင်ဘာစုဆိုရင်ဘတ်စကာတဲရဲဘီဆိုရင် TV ရာဂျီအိုရေဒီယိုစူပါမားကတ်ကိုပြောတာပါရမယ်နော်အဲ့တော့ဒီစကားလုံးလေးတွေကကျောင်းသားတွေအလွတ်ကျက်ဖို့မဟုတ်ပါဘူးအတန်ထွက်လေးတွေပေါ့နော်ဒီအခရာလေးတွေရဲ့အပေါ်မှာဒီလိုမျိုးတန်မြင့်လေးတွေတွေ့လာပြီးဆိုရင်ဘယ်လိုလေးဖတ်ရမလဲအတန်ပျော်လေးအလုံးလေးကိုတွေ့လာပြီးဆိုရင်ဘယ်လိုမျိုးလေးဖတ်ရမလဲပေါ့နော်ဒီလိုမျိုးကျောင်းသားတွေရဲ့ဒီအခရာလေးတွေကိုအတန်ထွက်ပြီးတော့ဖတ်တတ်အောင်ဒီဝါဟာရတွေကိုသင်ပေးတာပါအတိကအလွတ်ကျက်ဖို့မလိုဘူးပေါ့နော်ကြည့်ပြီးတော့9ခေါက်လောက်ဖတ်ပေးပါကြည့်ပြီးတော့ဖတ်တတ်တယ်ဆိုရင်ပဲအတန်ထွက်လေးတွေကိုမှတ်မိတယ်ဖတ်တတ်တယ်ဆိုရင်ပဲရပြီပေါ့နော်အဲ့တော့ကျောင်းသားတွေကိုသင်ပေးလိုက်တာဒီနေ့ကတော့ဒီလောက်ပါပဲဒီနေ့အလွတ်ရအောင်လုပ်ထားမှာကတန်မြင့်အခရာလေးတွေပေါ့နော်ဟီရငနာခဏအခရာလေးတွေကိုအလွတ်ရအောင်လုပ်ထားမယ်အတန်ထွက်လေးတွေဖတ်တတ်အောင်အလွတ်ဆိုနိုင်အောင်လုပ်ထားမယ်ပေါ့နော်ဒီနေ့သင်ပေးလိုက်တဲ့ဒီလိုမျိုးဘတ်စကားတို့ TV တို့ရေဒီယိုတို့ဒီဟာတွေကကြတော့အလွတ်ကျက်ဖို့မဟုတ်ပါဘူးကျောင်းသားတွေကြည့်ပြီးတော့9ခေါက်လောက်တက်လက်လေးဖတ်တတ်တယ်ဖတ်နိုင်နေဆိုရင်ပဲရပြီပေါ့နော်